လေကားလည်းတဝေါဝေါနဲ့အော်မီတိုက်ခတ်နေသလိုနိုင်ရန်ကိုလာမှန်းနေတဲ့မိုးရေစက်တန်ကြားထဲမှာနမိမကောင်းတဲ့ဘုတ်ဆိုတဲ့အတန်ကြီးကစက်တိုက်ထွက်ပေါ်နေတာပါဘုတ်နဲ့အတန်ကလေထဲမှာလွင့်နေတဲ့အရာတစ်ခုခုကအိမ်နိုင်ရန်ကိုလာရိုက်နေတဲ့အတန်ပါတိုးကြီးကထိုင်နေရကနေထလိုက်ပြီးလက်ထဲကချုပ်လက်စအထည်တွေကိုချလိုက်ပါတယ်နေ့ပြန်မနေ့ကျရင်ဒေါ်မီကသူ့အထည်လာယူတော့မှလေဒါပေမဲ့ဒေါ်ကြီးတယောက်အချုပ်တော်ကရုံစိုက်လို့မရဘူးဖြစ်နေတာပါဒေါ်ကြီးကစိတ်ထဲကနာနာကြီးနဲ့စဉ်းစားနေပြီပါတယ်တော်တော်ကျေးဇူးကမ်းတဲ့ကောင်အနှစ်20လုံးကုံယုံကျွေးခဲ့တာကိုခုလိုကျေးဇူးဆက်သွားတာပေါ့လေလေတိုက်တန်မိုးတန်တွေနဲ့ဒီဘုတ်နဲ့မြည်တန်တွေကိုတယောက်တည်းနားထောင်ရအောင်ထားပစ်ခဲ့တာလားဆိုပြီးတွေးနေမိပါအဲ့ဒီညကဒေါ်ကြီးကဗလင်းပေါက်လိုက်ကောင်ကိုဆွဲဖယ်ပြီးပြင်ကအမောင်မဲမြင်ကွင်းကိုစိုက်ကြည့်ပြန်အချိန်မောင်းမနေတော့ပါဘူးဘုတ်ဆိုတဲ့အတန်ကအတော်လေးနီးလာသလိုပါပဲဒါပေမဲ့အပြင်မှာပိတ်အောင်မှောင်းနေတော့ဘာဘူးမှသေးခွဲမမြင်ရပါဘူးချမ်းစိတ်ပြီးတုံလာတဲ့ဒေါ်ကြီးလည်းမီးလင်းဖို့ရှိမှသွားထိုင်လိုက်ရပါတယ်ရိမ့်ထိုးနေတဲ့မီးအောင်ရှိမှဒေါ်ကြီးကတော့အရှုံးမပြည့်တဲ့ပုံနဲ့ခက်မှထိုင်နေရပါဒီလိုညာမျိုးကတော့ဘယ်သူမှစိတ်ချောက်ချမှာပဲလေငါအိုလာလို့မဟုတ်ပါဘူးလို့ကိုပြန်ပြီးအားပေးနေရပါတယ်တကယ်လို့သာဥပကငါ့ကိုစွန့်သွားခဲ့ရင်လို့တွေးပြီးတော့ဒေါ်ကြီးမျက်မှောင်ကုတ်သွားပါတယ်သူတို့သားဖငါ့ကိုထားခဲ့ပြီးပေများသွားတာလည်းသိချင်လိုက်တာလို့လည်းရည်ရွယ်လိုက်မိပါတယ်အခုတော့သူတို့နှစ်ယောက်လုံးငါဘလူနေခရီးမဆိုင်ကြတော့ဘူးပေါ့လေလို့လည်းတွေးလိုက်မိပါတယ်ဒါပေမဲ့ဘုတ်မိတန်ရက်သွားလို့ဒေါ်ကြီးစိတ်အေးသွားပါတယ်အဲ့ဒီအချိန်မှာပဲတရားရောက်ကတကားလာခောက်တန်ကြားလိုက်ရပြန်ပါတယ်ဘသူကလေဒီလိုမုံတိုင်းထဲမှာလို့တွေးနေတော့တကားခောက်တန်ကဆက်မီးနေရတဲ့ဒေါ်ကြီးလည်းစိတ်ကိုတင်းပြီးတကားကိုသွားဖွင့်လိုက်ပါတယ်ဘောနဲ့ဝင်လာတဲ့လေနဲ့မွေးတွေကြောင့်ဒေါ်ကြီးမျိုးလုံးတွေဝေဝါးသွားချိန်မှာတော့လူတယောက်ကသူ့ဘေးကနေတင်းတိုးဝင်သွားပါတယ်အရက်ရှိပိန်ပါခါးနဲ့ကုန်နေသူပါသပင်ဖြူတွေကပယင်းကြီးတွန့်နေတဲ့မျက်နှာပေါ်မှာဖီကျနေအောင်ဒီလောက်မူးရောင်နေတော့သူ့မှာအုတ်ထုတ်ပါမလာပါဘူးဒေါ်ကြီးကခြာကနေလှည့်ပြီးအဲ့လူကိုကြည့်လိုက်ပါတယ်ပြီးတော့တကားကိုဝုန်းနဲ့ပြန်ပိတ်ပြီးချက်ထိုးလိုက်ပါတယ်အခုတော့ရှင်ဖွာကြီးစီပြန်လာပြီပေါ့လေဟဟလားရှင်နဲ့ဘသူမှတူမနေခြင်းဘူးဆိုတော့တိသွားလို့မဟုတ်လားလို့ခက်ဆူဆူပြောလိုက်ပါတယ်ဒါပေမဲ့အဲ့လူကတော့ဘာမှပြန်မပြောပါဘူးမီးလင်းဖို့ရှိကသူမြဲထိုင်နေကြကလထိုင်မှာပဲဝင်ထိုင်လိုက်ပါတယ်ဒေါ်ကြီးကတော့အတန်ခတ်ဆော်နဲ့ပဲဆက်ပြောလိုက်ပါတယ်ရှင်းလုံးပုံကံကဒီတိုင်းပဲကိုယ့်အတွက်နေရာရဖို့အဓိကမလားရှင်ကျမကိုစွန့်ခွာသွားပြီးမှဘလို့တက်တိနဲ့ပြန်လာရဲရလည်းမသိဘူးဒီတော့ထိုင်နေတဲ့လူကမင်းကပဲငါ့ကိုထွက်သွားဖို့ပြောခဲ့ရလေလို့ဆိုတဲ့သူ့စကားကချိုးသားပြီးမဲ့ရည်တန်ထိတန်ပါနေပါတယ်အရင်ကလိုရှော့ပြီးတဲ့ပုံစံမျိုးမဟုတ်တော့ပါဘူးရှင်အင်ကြီးတွေကိုလဲနိုင်ကောင်းမယ်အေးမိပြီးတေနေဦးမယ်လို့ဒေါ်ကြီးကပြောလိုက်တော့သူကခက်ထိပြန်ပြုံးပြပါတယ်ဘာမှလည်းထပ်မလို့တော့ဒေါ်ကြီးလည်းဘာဆက်ပြောမှမသိဘူးဖြစ်သွားပါတယ်သူကပဲထပ်ပြောပါတယ်မင်းကငါ့ကိုထွက်သွားလို့ပြောလို့ငါထွက်သွားတာပဲမင်းကဘာလို့ငါ့ကိုအပြစ်တင်နေရလဲအဲ့ဒီစကားကြောင့်ဒေါ်ကြီးမျက်နှာထူပူသွားပါတယ်ရှင့်ကိုအပြစ်တင်တာကရှင်အသုံးမကျလို့ပေါ့ရှင်ကိုထေးကိုတူစမ်းပါသူကအချိန်ဖြုံးနေလို့မဟုတ်ဘူးသူတရက်တည်းရှာတဲ့ငွေရရှင်တစ်လလုံးရှာတဲ့လောက်များသေးတယ်တင်းတောက်တင်းနေနိုင်အောင်မလုပ်နိုင်တဲ့လူတော့သုံးမကြတာမရှိဘူးဒီတော့ဥပကအဲ့တော့ငါသဘောပေါက်အောင်မင်းလုပ်နိုင်ခဲ့ပါတယ်လို့သူခက်အေးပြန်ပြောတော့ဒေါ်ကြီးကသူ့ကိုစူးစူးဆိုင်ဆိုင်ကြည့်မိသွားပါတယ်ဥပကျမပြောတာတွေကဝတိပါလို့ပြောမိတာပါတကယ်လို့ရှင့်မှာထွက်သွားရတဲ့တတိရှိမယ်လို့သိရင်ကျမဒီလိုမပြောပါဘူးဖះမှာတိုင်တယ်ရဲပါတယ်ဒေါ်ကြီးကအချုပ်လက်စအထဲပုံကိုလင်ကျိုးထိုးပြပြီးမိမြက်ကသာကျမကိုအလုံးမပေးရင်ဘယ်လိုနေရမလဲတော့မသိပါဘူးအခုရှင်ပြန်လာပြီဆိုတော့ကျမတို့မိမြက်ကမင်းကိုမကူဘူးလားလို့သူကဖြတ်ပေးလိုက်ပါတယ်အဲ့ဒီကလေးမကတော့လို့ဒေါ်ကြီးကစကားကိုခဏရက်လိုက်ပါတယ်ဘာဖြစ်လို့လဲလို့ဥပပြန်ပေးလိုက်တော့ရှင်ထွက်သွားပြီမကြခင်သူလည်းအိမ်ကထွက်သွားတာပဲတိပဲပါပြီးအမေကိုပုံကန်သွားတာပေါ့ထားပါတော့လေရှင်ပြန်လာတာကျမဝမ်းသာပါတယ်ကျမတယောက်တည်းကတော့ဒုက္ခရောက်နေရတာရှင်အခုပြန်လာပြီဆိုတော့အဲ့ဒီချိန်မှာပဲမီးလင်းပိုကမီးကမှိန်သွားပြီးဥပထိုင်နေတဲ့နေရာအမှောင်ရိပ်ကျသွားပါတယ်ဘုတ်ဆိုတဲ့အတန်ကပြန်ပေါ်လာပြန်ပါတယ်ရှင်ကျမကိုစိတ်မဆိုးဘူးမဟုတ်လားလို့ဒေါ်ကြီးကမေးလိုက်ပါတယ်သူကအရင်ကဆိုဒီလိုအောက်ကြောက်ခံတဲ့သူမဟုတ်ပါဘူးဒါပေမဲ့ဒီညတော့ထူးခြားနေပါတယ်မီးလေးဘုကမီးကဝုန်းကနေပြန်တောက်လာပြီးတခါလုံးလင်းသွားတဲ့အချိန်မှာခုနဥပထိုင်နေတဲ့ကလထိုင်မှာဘယ်သူမှမရှိတော့ပါဘူးဥပဒေါ်ကြီးကသွေးရည်သွန်းအော်ခေါ်ပါတယ်အပြင်မှာကတော့လေးကဒေါသတကြီးတိုက်နေပြီးမိုးရီတွေကနန်းရံကိုရိုက်နေတော့မှာပဲဘာသာမှပြန်မကြားရပါဘူးဒေါ်ကြီးတကူလုံးတုံကြီးလာပြီးပဒင်းပေါက်စီကိုပြေးသွားပြီးဖွင့်လိုက်ပါတယ်အပြင်ကတန်မီနေတဲ့အရာကလက်လန်းမီတဲ့နေရာမှာရှိနေတာပါဒေါ်ကြီးကလက်ကိုဆန့်ထုတ်ပြီးစမ်းကြည့်လိုက်ချိန်မှာမိုးရီတွေဆူရွှဲနေတဲ့အေးဆက်တဲ့လူတယောက်ရဲ့လက်ကိုသွားကင်မိလိုက်ပါတယ်ဒေါ်ကြီးလည်းစူးစူးဝါအော်ပြီးသတိလဲကျသွားပါတယ်ပြန်နိုးလာတော့ဒေါ်ကြီးကအိယာထဲမှာအနားမှာအိမ်ကြီးချင်းဒေါ်မီရှိနေပါတယ်ဒေါ်မီကရှင်းပြတယ်
ကိုထီကရှင်အော်တန်ကြားလို့လာကြည့်တာပြီးတော့ကျမကိုခေါ်ပေးပြီးပြုစုခိုင်းတာတဲ့သူတေးပြီလားလို့ဒေါ်အေးကမေးလိုက်ပါတယ်ဒေါ်မေကမျက်နှာကိုလွှဲလိုက်ပြီးမှဟုတ်တယ်လို့ပြန်ဖြေလိုက်ပါတယ်ရှင်တို့သူ့ကိုပြန်ရှင်လောင်တစ်ခုလုပ်ပေးလို့မရတော့ဘူးလားလို့ဒေါ်အေးကတောင်းပန်တိုးလျိုးစံနဲ့ပြောလိုက်ပါတယ်ဒေါ်အေးကဆက်ပြီးသူ့အိမ်ထဲအထိဝင်လာသေးတယ်ကျမသူ့ကိုအပြစ်မှမတွေ့ခင်အိမ်ထဲမှာအကြာကြီးစကားပြောခဲ့တာလို့ပြောလိုက်တော့ဒေါ်မေကအခန်းထဲကကြပြားကြထွက်သွားပါတယ်အပြစ်မှာတော့ကိုထီကိုတိုးတိုးပြောနေတဲ့ကိုဒေါ်အေးကြားလိုက်ရပါတယ်အဲ့ဒီနောက်မှာတော့ကိုထီရဲ့ပြန်ဖြေတဲ့ကိုပြက်ပြက်သားကြားလိုက်ရတာကမိမြက်ကိုမြန်ခေါ်ခိုင်းလိုက်ရင်ကောင်းမယ်ဒေါ်အေးကြောင်ကနေနေပြောနေပြီဥပကအိမ်တစ်စက်မိတ်မှာတညာလုံးကျိုးဆွဲချပြီးတော်လောင်ကြီးဖြစ်နေတာဆရာဝန်ပြောတော့သူ့တေတာနိုင်ပေါင်းများစွာကြာပြီတဲ့လေးတိုက်တိုင်းသူ့အလောင်းကနိုင်ရန်ကိုရိုက်မိပြီးပုတ်နဲ့မြည်နေရပြလို့ပြောတဲ့စကားအသံကိုဒေါ်အေးကြားလိုက်ရပါတယ်